ทำไมเนี่ยอาบุทำงานมันได้ထားလားကျွန်တော်ဟိုမှာလောလောဆယ်ရောထားတယ်အမျိုး6ခု6ခုလို့အဲ့ဒါမျိုးအခဏခဏတော့ပြီးတော့အကြီးနဲ့တို့ထုတ်ခဲ့ပြီလားရ130နဲ့30 9500ပေါ့နော်ရာယူလေးညှက်ပြရမှာလားဒီညက်ဟောညက်ပြရမှာဒီဖိုးဖိုးလေးကြလာဒီလိုတူတူလေးကြိုက်ဒီဦးကျွန်တော်တို့ဘယ်ဟာပုံကောင်းလဲမဟုတ်တချို့ကြတော့ဒီလိုမမလေးကြိုက်တယ်ပေါ့မမလေးပဲစားမယ်လေကျွန်တော်ကညူညူလေးပဲရရအေးပွဲတော်မို့လေပွဲတော်မို့ကျွန်တော်တို့စီမှာခေါ်ပွဲတော်မို့ဒီမှာဘယ်လိုခေါ်လဲဒါမုတ်တက်တိုက်ဟိုကတယ်လေးထုတ်မဟုတ်ဒါပြောတာဒေဝမို့လို့ခေါ်တာဘယ်လိုရောင်းတော့900အဲ့ဒါပြီးဒီဘက်ကိုပြ3ခုလောက်ပြန်ပေါင်းနေမကြွေဘူးဒီကစားပါရဲ့စားကျွတ်တယ်ခဏဒီ9ရက်တော့5ရက်တော့ထားတာဒါတစ်ချက်ညက်လိုက်တာနော်ဟုတ်ကဲ့ဘုံဘုံရတော့တကယ်တော့အများကြီးတော့မစားနဲ့ဒါပေမဲ့ကိုယ်ရဲ့ဒီရဲ့ချုပ်ပြီးတော့လာပါစားပြီးကျွန်တော်ပြန်ရတယ်သူကဒါလေးပြန်မှသူ့တောင်းရင်နောက်ဆုံးအချိန်နဲ့သွားနေရဟုတ်ကဲ့ ဘာမှုမှာတော့မနေ့ကမီးတစ်ခုလုံးဝင်လာမှခိုက်တာမီးနဲ့တော့ပတ်ချုပ်ခံတာမီးနဲ့ပတ်ချုပ်ခံအဲ့တော့အကမပြောင်းတော့ဟမ်အကြီးနဲ့လည်းမကြ To the sky, so open, so wide. The clouds in their dance, they had nothing to hide. The sun whispered softly, it's time to begin. Let the light pour out, let it seep within. Morning glow, morning glow. The night is gone, let the colors show. Morning glow, a brand new start where the rivers flow. Through the meadow with dew on my feet. Each blade of grass sang a melody sweet. The past it is fading like mist in the air. I breathe in the moment, there's nothing to spare. Every step feels like shadows fade where the flowers grow.
silence speak in golden tones. Feel the earth beneath my bones. Every sunrise breaks the chain. Every heartbeat starts again.ကဆူလာရေးလို့တစ်ခါချောင်းလည်းမချောင်းသေးတာလားချောင်းလေးမာတော့မာနေရသားမစားဘူးရန်ကုန်စမလည်းဘလို့လာမလဲလာတာပေါ့ရန်ကုန်ကပဲရပါကြီးလို့ဟောလေထိုးမှာလေထိုးမှာရတယ်လို့လာတယ်လေဒေါ်ကြီးရဲ့အဲ့ဒါအကောင်းဆုံးပဲသိရင်အဲ့ဒါသိသွားလေထိုးရတယ်နည်းနည်းအဆင်ပြေဟုတ်ပြီလားဒီကျွန်တော်လုံးလောက်ထိုးပြီပဲခြေထောက်နဲ့နေရောဒီချင်းပဲ喂，然后嘛啦？来，然后这咕咕楼下去了。我这烤皮妈妈不没。过来。哇，你如果我比这楼飞了。嘿，介意过咯？你如果我比，哪比哪不要不要的。ကျွန်တော်ကြားတော့လမ်းမှာပဲဟိုရေပူကိုင်းနဲ့ထည့်လိုက်ได้
ကကြီးရှောက်တင်ထားတယ်ဟုတ်ဟုတ် သူထွက်တဲ့အရေးပုံစံတော့မကြည့်ဘူး ကျွန်တော်စီးနေတာ အုံးဒီရေတော့အုံးဒီရေရောင်းပါအခုရောင်းတယ်လေကိုကိုနက်ဝါတာ espresso ဒါဟိုအုံးဒီရေဟိုထက်ရေခဲထက်အဲ့ဒီကို espresso တစ်ခွက်လောင်းတာအဲ့ဒီဆက်ဒီဟာတဲ့မလုံးဝမတူဘူးအုံးဒီရေကိုအပူပေးပြီးတည်တဲ့ရတာနဲ့ဟိုကောင်ထွက်တဲ့ရတာနဲ့ အဲ့လိုဟာ သူကစီးသွားမှာပေါ့ပို့ပေးလိုက်တယ်လေ နည်းနည်းစီးသွားတယ်ပြီးတော့မဟုတ်လေ ရာကြီးပဲ သူ့တက်ကအုံးဒီရေတက်ကတစ်မျိုးပြောင်းတာဟိုမှာတော့ဒီတိုင်းမူရင်း လူကဲရကြတော့လေဘုံနဲ့ဆိုလို့ကျင်အဲ့ဒီမှာဒီမှာ short ထုတ်ဆိုနည်းလေညောင်စည်းကြတဲ့အနံ့ရနော်ဘာမှမကြတော့ဘုမအဲ့လို ပါလာမှာမဟုတ်ဘူးသူအဲ့ဒီတိုင်းကက်ရက်လေးရှိနေတယ်လုံးဝပြီးရင်ပြန်ဖြစ်မှာ ခွဲချတော့ဆင်မှာ ပြီးသွားပြီ ပြီးပိတ်လိုက် ပေးလိုက်ပြီ လုံးဝ ရှုပ်ပြီအာခဏလေးဒီမှာ ချော်ကုန်မှာအပေါက်တယ်လောင်းနေတာအပေါက်တွေချော်ကုန်မှာ လောရကိုလိုကလာတော့ဘူးဘာလို့ဆိုလို့ပေါ့ ဒီလိုအာအုံးဒီခွက် မိုက်တယ်နော်မိုက်တယ်နော် ညောင်စလုံးရှင်းထားတာ အုံးဒီကဒီမှာမရောတော့ ဆက်အနက်ပြောင်းသွားသေးတာဆရာလေးအနက်တော့မပြောင်းအောင်နော် အနက်ပြောင်းသွားမို့လေကော်ဖီနဲ့အုံးဒီနဲ့ဂျားနဲ့ရတာ ဆင်းလိုက်ပါ ဟမ် အဲ့ဒီဟာလေးတစ်ခွက်လောက်ရိုက်ချင် ဟမ်အဲ့ဒီဘာလို့လဲပေါင်းလိုက်ခဲ့ဘာလို့လဲအားတော့လည်းချက်ပြီးပြီအဲ့နဲ့နောက်နေ့မှပြန်မယ်ကျွန်တော်လည်းအဲ့ပေါင်းရ ဟိုကတ်တယ် အောင်ကြောက်ပါနဲ့ကျွန်တော်ကမမကြောက်လာမလားဒီမဲ့တဲ့အဲ့တိုင်းမှာသွား စီကောရတော့ ဘာဝဲရမှာလို့ တို့ကကြောက်အဲ့ ဟိုတကယ်တော့ဟိုတနေ့ရောက်တာဆိုနေလို့ရတယ်ကလင်းလာနေကြရင်ရောက်မှာဆိုဒီနေ့လည်းမနေဘူးဘာလို့လဲ တော့ဆရာလေးကလည်းညုံပေါ်ပါဘူးလို့ဟုတ်တယ်ကြီးရမယ်တိုင်းနေတယ်တော့အဲ့ဒီလေရမှာလေးနေဟောဒီကျိုးပေးမယ်ဆိုပြီးမေ့တော့ကျွန်တော်ခုံကျိုးခမ်းမကပြန်လှက်မှာ မဟုတ်တော့တဲ့ဟိုတော့ခဏဒီခါတော့ပြအောင်ရအောင်ပါလား ဟိုအရှိ
မဟုတ်ဘူးလေးနဲ့လေစပိန်လေးနဲ့မပြိုင်းနေလေရတယ်တို့ကြပြိုင်းမှရုပ်တယ် မပြိုင်းခင်လို့မပြိုင်းခင်လို့ကြားမပြိုင်းခင်ပြောတာ မပြိုင်းခင်ပြိုင်းသွားရင်မလုပ်ချင်တော့ဘူး တယ်ထွက်လာပဲကူကူက မရိုက်ချင်တော့လည်းမရိုက်ချင်တော့ဘူး ဒီမလားမကြည့်ချင်တော့ဘူး ဟုတ်ကဲ့ပိုတော့ပါမတော့ဘူးလေပိုတော့မပါဘူးဟာလေဟောဒီညမှာရေးတယ်တွေ့လားဒီမှာတော့မမထားဘူးဟိုဟိုင်းကဒီရောက်လာတော့တက်လာမရအောင်အလင်းဖမ်းနေတယ်ဟုတ်ပါဘူးမိုင်းဆိုင်မောင်းနေမိုင်းတော့ထိုင်ကြည့်တယ်အဲ့ဒါလည်းရအောင်လဲအောင် Hello Oh Este Vale, se ve. Hoy. What can it? Might be. A piece like that. Japan kid don't have all that, you know. She home. Bella.
လားနဲ့ဆရာလေးရေဦးကန်လားနေနေဟေးကျွန်တော်ဒီနားအောင်နေလိုက်မယ်နှစ်ယောက်ကတော့မခံနိုင်ဘူးလားခံနိုင်လားမသိဘူးကိုအဲ့ဒီโอเคမသိတလားဟုတ်တယ်ဆရာဟိုကိုဘလိုငါဆရာကိုကြွားအဲ့ဒီလန့်နေရတယ်အဲ့ဒီလန့်နေထိုးဗိုက်စာနေပြီလား